ကာသရီဆိုတဲ့ကောင်မလေးဟာစွန်စားသွားလာရတာကိုနှစ်သက်သူဖြစ်ပါတယ်။မောင်မိုက်တဲ့ညသမညမှာသူဟာလေလေးနဲ့ပင်လယ်ဘက်ထဲကိုသွားခဲ့ပါတယ်။ဒီပင်လယ်ရဲ့အလဲကောင်မှာအရန်ကိုရှေးကြတဲ့ကျွန်းကျွန်းရှိတယ်လို့သူကြားဘူးထားတယ်လေ။ဒီကျွန်းကကြောက်စရာကောင်းပြီးသွားတဲ့သူတိုင်းပြန်လာလေးမရှိပါဘူး။ကာသရီတယောက်အဲ့ဒီကျွန်းသားရောက်တော့တိမ်အမဲတွေဖုံးကွယ်လာပြီးရာသီဥတုဟာရုတ်တရက်ပြောင်းလဲသွားခဲ့တယ်။လိုင်လုံးတွေကလည်းပိုပြီးကျန်းလာတာပေါ့လေ။ကာသရီကကျွန်းပေါ်မှာထူးဆန်းတဲ့နေရာတစ်ခုကိုတွေ့ခဲ့ပါတယ်လူတွေကကောလောဟာလာတွေရှောက်ပြောနေကြတာပါဒီကျွန်းကဘာမှကြောက်စရာလည်းမကောင်းဘူးနေရာနဲ့မှာတစ်ပင်တွေနဲ့စိမ့်လန်းဆူပြေနေပြီးလေကောင်းလေတန့်လည်းရတဲ့အေးချမ်းတဲ့နေရာတစ်ခုပါလားဒီလိုနဲ့မကြခင်မှာအရန်ကိုမောင်မိုက်လာပြီးမိုးကျိတ်တန်တွေစတင်ထွက်ပေါ်လာပါတော့တယ်။အိုးမိုးရတော့မှာပါလားမိုးကုတ်ဖို့အတွက်နေရာကောင်းတစ်ခုကိုငါရှာရလိုက်မယ်ဒီလိုနဲ့ဂါသရီယာကျွန်းရဲ့အနောက်ကြောက်ဆောင်တွေရှိတဲ့ဘက်စီကိုထွက်လာခဲ့ပါတယ်အဲ့ဒီနားမှာမတက်ရက်နေတော့သူမကိုတစုံတစ်ယောက်ကချောင်းကြည့်နေသလိုခံစားရလာပြီးနောက်ကျောမလုံးဖြစ်လာခဲ့ရတာပေါ့လေအဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုပင်လယ်ဘက်စီကနေအရန်ကိုကြောက်စရာကောင်းတဲ့အယိုးစုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်အိုးဒါကဘာကြီးလို့အသက်ဝင်နေတဲ့အယိုးစုကြီးများလားဟေးကောင်မလေးဟေးတေဖို့သာပြင်ပေတော့ဒီကျုံးကိုလာရင်ပြန်လာမရှိဘူးဟာ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 အယိုးစုကြီးကဓာတ်သွားလိုမျိုးခြုံတက်တဲ့သူ့ရဲ့လက်သေးကြီးနဲ့ဂါသရီရဲ့လေပင်ကိုခုတ်ပစ်လိုက်ပါတယ်အာဟ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 ာနောက်နေ့ရက်လဲကြာရောလူသူကင်းမဲ့တဲ့တိုးရဲကလမ်းတစ်ခုမှာကားတစ်စီးဟာအရှိန်နဲ့မောင်းနေလာခဲ့ပါတယ်ကားပေါ်မှာပါလာတဲ့ဒေရာနဲ့ကြံတူးတို့ရဲ့မျက်နှာပေါ်မှာတော့စိုးရိမ်သောကတွေပြင်းနေနေခဲ့ပါတယ်ကာသရီကိုအဲ့ဒီကျွန်းဘက်မသွားဘူးငါအတန်တန်တားခဲ့သေးတယ်ဟာဟူးဂါသရီကအရန်ကောင်းပါတယ်ကွာငါတို့စကားကိုနားမထောင်ခဲ့ဘူးအဲ့ကျွန်းနဲ့ပတ်သက်ပြီးပြန်လာနေတဲ့သတင်းကိုမင်းတို့ကြားကြတယ်မို့လားအလကားပါကွာရှောက်ပြောနေကြတာမင်းတို့သိတဲ့အတိုင်းပဲဂါသရီကနေရာအသစ်တစ်ခုကိုတွားပြီးဆိုရင်အဲ့ဒီမှာတဲထိုးပြီးနေတတ်တယ်နောက်နေ့ရက်နေရင်သူ့ကိုမင်္ဂလာဆောင်ရှိတယ်လေသူပြန်လာပါလိမ့်မယ်အရန်လဲစိတ်မပူကြပါနဲ့ကွာအေးဟုတ်ပါတယ်ဒီလမ်းကတော်တော်လေးကိုကြောက်စရာကောင်းတာပဲဂါသရီတယောက်ဆူဆူရွာဘာမှမဖြစ်ပါစေနဲ့ဟာနေကလည်းအရန်တွေးပြီးကြောက်မနေပါနဲ့ဟာဒီလိုနဲ့သူတို့ကကန်းဆက်နားကိုလည်းရောက်ရောကားပေါ်ကနေဆင်းပြီးအဲ့ဘက်ကိုရှောက်လာခဲ့ကြပါတယ်အဲ့ဒီအချိန်ခလန်းလန်းကနေအတန်တစ်ခုထွက်ပေါ်လာခဲ့တယ်ရက်ဆန်ရှေ့ကိုဆက်မသွားကြနဲ့ဘာလို့တော့ငါနာမည်ကတူတီပါဒီနေရာရဲ့ဂိတ်ဆောင်လေမင်းတို့ဒီကိုဘာလာလောက်ကြတာလဲငါတို့ကအမဲအောင်ကျွန်းစီကိုသွားကြမလို့စွန်စားရတာကိုဝါသနာပါတဲ့ငါတို့တငယ်ချင်းတယောက်ကအဲ့ဒီဘက်စီကိုသွားတာ2ရက်ရှိပြီအခုချိန်ထိပြန်မလာသေးဘူးငါတို့ကသူ့ကိုလာရှာကြတာပါအမဲအောင်ကျွန်းရဲ့အမိကိုကြားတာနဲ့တူတီဟာလန့်သွားခဲ့တယ်ဘာမဲအောင်ကျွန်းဟုတ်လားမင်းတို့အဲ့ဒီကိုမသွားကြပါနဲ့အဲ့ဒီကျွန်းကိုရောက်ရင်မင်းတို့ပြန်လာလို့ရမှာမဟုတ်တော့ဘူးလူတွေပြောတာကတော့အဲ့ဒီကျွန်းကနတ်တွေရဲ့ကျင်းစာကိုတင့်ထားတာတဲ့အဲ့ကျင်းစာကြောင့်ကျွန်းပေါ်ကလူတွေကအယိုးစုတွေဖြစ်သွားကြတယ်တဲ့အဲ့ကိုမသွားကြပါနဲ့နော်ဟာအဲ့ဒါလူတွေရှောက်ပြောနေကြတာပါငါတို့တော့မယုံဘူးငါတို့ခွင့်ပြုပါတူတီရေငါတို့တငယ်ချင်းအတွက်သူတို့အိမ်ကလူတွေကရမ်းစိတ်ပူနေကြတယ်ငါတို့သွားဖို့သွားရလိမ့်မယ်တူတီရေဟူးအဲ့ဒါဆိုလဲသွားကြပါဖះသခင်မင်းတို့ကိုစောင့်ရှောက်ပါစေဒါပေမဲ့ငါပြောတာကိုမှတ်ထားပါအဲ့ဒီမှာအယိုးစုတွေကမင်းတို့ကိုဒုက္ခပေးလို့ရှိရင်ဖြေရှင်းဖို့အတွက်နည်းလမ်းတစ်ခုရှိတယ်အဲ့ဒီကျိုးပေါ်မှာမော်ပညာတွေနဲ့စီရင်ထားတဲ့ဓာတ်တစ်ချောင်းရှိတယ်ဟိုးရင်တော့ကသူရဲကောင်းတစ်ယောက်ကအဲ့ဒီဓာတ်ကိုယူပြီးမကောင်းဆိုးဝါးကိုတွန်းနေနေတယ်ဒါပေမဲ့သူပြန်မလာခဲ့တော့ပါဘူးအဲ့အတွက်ဓာတ်ကအဲ့ဒီနာတစ်ဝိုက်မှာပဲရှိလိမ့်မယ်ငါတို့ကိုကြောက်အောင်လားမချောက်ပါနဲ့ဟာငါတို့တငယ်ချင်းကိုမတွေ့ရလို့စိတ်ညစ်နေရတဲ့ကြားတယ်ဟူးဒီလိုနဲ့သူတို့၃ယောက်ဟာဂါသရီကိုရှာဖို့အတွက်ကျွန်းမဲကြီးဘက်ကိုထွက်လာခဲ့ကြတယ်အဲ့ဒီကျွန်းသားရောက်တော့မူမမှန်တာတွေစတင်ဖြစ်လာပါတော့တယ်ကောင်းကင်ကြီးကမဲထူလာပြီးမိုးတွေတုံတုံချင်းလာတာပေါ့လေဟာလိုက်တွေတအားကြီးလာပါလားရုတ်တရက်ဘာဖြစ်တာလဲဟာကန်းဆက်ကငါတို့မမြင်ရတော့ဘူးဟာဟိုဘက်မှာကန်းဆက်ပါလားလေကိုအဲ့ဒီဘက်ကိုအမြန်မောင်းငါတို့ကမ်းပေါ်တက်ရလိမ့်မယ်ဒီလိုနဲ့သူတို့၃ယောက်ဟာကျွန်းပေါ်ကိုရောက်သွားခဲ့ကြပါတယ်ကျွန်းပေါ်မှာကအေးစိမ့်စိမ့်နဲ့ခြောက်ချစရာကောင်းတာမို့လို့သူတို့စတင်ကြောက်လာခဲ့ကြတယ်နေရာရေးသူတို့ပြောတာတွေအမှန်တွေလားမသိဘူးငါထင်တော့ရှေ့ကိုဆက်ပြီးသွားကြည့်တင်တယ်ဂါသရီကအဲ့ဒီနားမှာပဲရှိလိမ့်မယ်သွားရှာကြစို့ဒီလိုနဲ့သူတို့၃ယောက်ဟာရှေ့ကိုဆက်ပြီးလဲသွားရောခြုံပုတ်တစ်ခုစီကနေအယိုးကြောက်တကောင်ဘွားခနဲ့ထွက်ပေါ်လာပါတယ်သူ့ရဲ့မျက်လုံးကမီးခဲတွေလိုရဲတောက်နေပြီးအရန်ကိုမှကြောက်စရာကောင်းလာပါတယ်ဟာအဲ့ဒါဘာကြီးတော့ပြေးကြဟေး
အယိုးကြောင့်ဟာရာနီရဲ့လေပင်ကိုပြင်းညစ်လိုက်ပါတယ် လွတ်ငါ့ကိုလွတ်ပါဒီရာနဲ့ချန်တူရေငါ့ကိုခဲကြပါဦး အယိုးကြောင့်ဟာရာနီရဲ့လေပင်ကိုအစွမ်းကုန်ညစ်လိုက်တယ် ဟာရာနီကိုတတ်လိုက်ပြီ ဒီလိုနဲ့ရာနီရဲ့အလောင်းကမြေပေါ်ကိုလဲကျသွားပါတယ် ဟာဒေရာနဲ့ကျန်တူကတော့ကြောက်လန့်နေကြတဲ့ခြေဦးတဲ့ရဘက်စီကိုပြေးထွက်လာခဲ့ပါတယ် ဒေရာရေအဲ့ဒါကတကယ်ကိုအယိုးစိုးအစ်စ်ကြီးပါလား အေးကွာငါလည်းဂျုံသွားပါပြီကြောက်ဖို့ကောင်းလိုက်တာဂါသရီကိုလည်းဒီအယိုးစုကြီးကတတ်လိုက်တာဖြစ်လိမ့်မယ် ငါတို့ဒီကျွန်းပေါ်ကအမြန်ပြေးကြစို့ ရုတ်တရက်သူတို့နှစ်ယောက်ဟာဂိတ်ဆောက်တူတီပြောတဲ့စကားကိုသတိရသွားကြတယ် ငါတို့ဒီကနေထွက်သွားလို့မရဘူးပိတ်မိနေပြီ ဒေရာရေငါတို့လာမိတာကိုကမားတာပဲငါတို့လည်းဂါသရီလိုဖြစ်တော့မယ် ကျန်တူရေဟိုတည်းကဂိတ်ဆောက်တူတီပြောတာကိုမှတ်မိသေးလားဒီကျွန်းပေါ်မှာအဲ့အယိုးကြောက်ကိုတတ်လို့ရတဲ့မော်ဝင်သားရှိတယ်တဲ့ငါတို့အဲ့ဒီတောက်ကိုရှာရလိမ့်မယ် ဒီကျွန်းကအကြီးပဲကွာအဲ့ဒီတောင်ကိုဘယ်မှာသွားရှာရမှာတော့ အဲ့ဒါနဲ့သူတို့နှစ်ယောက်ဟာရှေ့ကိုဆက်သွားခဲ့ပါတယ်ခြုံပုတ်ထဲကနေတစုံတစ်ယောက်ကသူတို့ကိုစောင့်ကြည့်နေသလိုမျိုးခံစားနေရပါတယ် ဒေရာရေခြုံပုတ်တဲကနေစောနာကအယိုးစုပြန်ထွက်လာရင်ဘယ်လိုလုပ်မလဲ ငါတို့သူ့ကိုတိုက်ခိုက်ရမှာပေါ့လာဟေ့ဓာတ်ကိုရှာကြစို့ ဒီလိုနဲ့သူတို့ဟာရှေ့ကိုဆက်သွားကြတဲ့အခါပဝန်းကျင်ဟာအရန်ကိုတိတ်ဆိတ်လာတဲ့အတွက်သူတို့စိုးရိမ်သွားခဲ့တယ်ရုတ်တရက်ခြုံထဲကနေစောနာကအယိုးစုပြန်ထွက်လာပြီးသူတို့ကိုဟန်တားလိုက်ပါတယ် ဟာဒီကောင်လာပြန်ပြီဒေရာရေဘယ်လိုလုပ်ကြမလဲ ပြေးကြစို့ နှစ်ယောက်သားအခုချိန်မှာကြောက်လန့်နေကြတဲ့ဒရဇက်ပြေးပါတော့တယ်ရိုးစုကလည်းလျှက်စီးလက်သလိုမြန်ဆန်စွာနဲ့သူတို့ရဲ့အနောက်ကိုကတ်လိုက်လာခဲ့တယ်ခဏကြာတော့သူတို့ရဲ့အရှိမစောနာကရိုးစုဟာဘွားကနေထွက်လာပြန်ပါတယ်ကြံတူကြောက်သွားခဲ့တယ် ဒေရာရေငါ့ကိုကဲပါဦး သူမင်းတို့မကယ်နိုင်တော့ဘူးဟာမင်းတို့သေရလိမ့်မယ် ဒေရာဟာကြံတူကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့အယိုးစုကြီးကကြံတူရဲ့လေပင်ကိုညှစ်ထားခဲ့ပါတယ် ငါ့ကိုလွတ်ပေးပါ ဒေရာဟာကြံတူကိုကယ်ဖို့အတွက်ခဲတစ်လုံးကိုမပြီးအယိုးကြောက်ကြီးကိုပြစ်ပေါက်လိုက်ပါတယ်အယိုးစုကဘာမှဖြစ်မသွားပါဘူးကြံတူရဲ့လေပင်ကိုလက်နဲ့လိန်ချိုးလိုက်ပါတယ် အိုးရက်ဆက်လိုက်တာ ဒီလိုနဲ့ကြံတူရဲ့အလောင်းကမြေပြင်ပေါ်ကိုလဲကျသွားခဲ့တယ်အယိုးစုကြီးကအညိုးကြီးတဲ့မျက်လုံးနဲ့ဒေရာကိုစိုက်ကြည့်နေခဲ့ပါတယ်ဒေရာဟာအဝေးကိုပြေးသွားခဲ့တယ် အဖြစ်ဆိုးလိုက်တာငါတငယ်ချင်းတွေရေငါတကယ်ကိုမထင်မိခဲ့ပါဘူး ဒေရာဟာပြေးနေရင်းနဲ့ကြောက်ကူတစ်ခုအနားကိုရောက်လာခဲ့တယ် ငါဒီနားမှာခဏပုံးနေလိုက်မယ်အဲ့ဒါဆိုအယိုးစုကငါ့ကိုမြင်မှာမဟုတ်တော့ဘူး သူဟာကြောက်ဆောင်ကိုကန်ပြီးရက်နေတော့အယိုးစုကြီးဟာသူ့ရှိတဲ့ကိုရောက်လာခဲ့ပါတယ် ငါအခုဘာလို့ရမလဲအယိုးစုကငါ့ကိုတတ်တော့မယ်ထင်တယ် အယိုးစုဟာဒေရာအပေါ်ကိုခုံအုပ်ပြီးဖမ်းချုပ်လိုက်ပါတယ်မင်းတို့ဘာကြောင့်ဖင်အားပြီးဒီကိုလာရတာလဲဒီကိုလာတဲ့အတွက်ငါကတော့တပ်ပြစ်ရမှာပဲအဲ့ဒီအချိန်ဒေရာရဲ့လက်ဟာမြေကြီးပေါ်ကတစုံတရာကိုစမ်းမိသွားတယ် အိုးဓာတ်လက်ပါလား ဒေရာဟာအဲ့ဒီဓာတ်ကိုဆွဲထုတ်ပြီးအယိုးစုကြီးရဲ့ရင်ပတ်တဲ့ကိုထိုးတဲလိုက်ပါတယ်အယိုးစုကြီးကပြင်းထန်တဲ့အရှိန်နဲ့လောင်ကျွမ်းပြာကျသွားခဲ့တာပေါ့အဲ့ဒါနဲ့ဒေရာဟာအိမ်ကိုပြန်ဖို့အတွက်လာရလမ်းအတိုင်းထွက်လာခဲ့တယ် အခုတော့ငါတငယ်ချင်းတွေတရားမှမရှိကြတော့ဘူးကောင်းရမွန်ရဘုံဘဝကိုရောက်ကြပါစေတငယ်ချင်းတို့ရေ ဒီလိုနဲ့ဒေရာဟာကန်းဆတ်နားမှာရပ်ထားတဲ့လေပေါ်ကိုတွားရင်းဘေးမတိရံမခစွာနဲ့အိမ်ကိုပြန်သွားခဲ့ပါတယ်ဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးသွားပါပြီခင်ဗျာအခုလိုကြောက်မက်ဖွယ်ရာပုံမြင်တွေနဲ့အတူအခြားသောပုံမြင်ဇလန်းတွေကိုပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ကိုမြင်တဲ့ဘုံ channel ကို subscribe လုပ်ထားကြဖို့အတွက်မေတ္တာရက်ခံလိုပါတယ်ကြည့်ရှုအားပေးမှုအတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ